အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့စုမြင့်နေပါဒီနေ့ပြောမယ့်အပိုင်းကတော့ဟိုတစ်ဘက်ကကြံခဲ့တဲ့ဒီ Windows tab လေးနဲ့ဆိုင်တဲ့တစ်ခုချင်းအကြောင်းပြောမှာပါအဲ့တော့ပထမအဆုံး Scenes ပေါ့လေ Scenes ဟာဆိုလို့ရှိရင် 3D modeling တွေထားတဲ့နေရာပေါ့နော်နောက်တစ်ပိုင်းကတော့ hierarchy ကတော့ဒီ game object တွေအထက်အဆင့်ဆင့်လုပ်လို့ရတယ်ဆိုတဲ့အပိုင်းလေးကိုပြောမှာပါနောက်တစ်ခုကတော့ inspector ပေါ့ inspector ဆိုတာက game object တစ်ခုချင်းစီရဲ့သူနဲ့ဆိုင်တဲ့အကြောင်းအရာလေးတွေရှိတဲ့နေရာပေါ့နော်ဒါပေမဲ့အဲ့ဒီပြုံမှာ inspector တိုင်းမှာတူညီတဲ့ဟာလေးတွေထဲမှာဆိုင်ရာလေးကိုဆက်ပြောပါမယ်ပြီးကြလို့ရှိရင် game view ဒီက game view ရဲ့ဒီ phone screen ရဲ့ ratio တွေပေါ်မူတည်ပြီးတော့ပြောင်းလဲတာတွေပိုင်းနဲ့ဆိုင်ရာတွေပြောမယ်ပြီးတော့ game ရဲ့ status တွေကိုအကြမ်းမြင်အလွယ်ကြည့်လို့ရမယ့်ဟာလေးတွေပြောပါမယ်နောက်ဆုံးကတော့ project view ပေါ့နော်ဒီလိုဆိုရင်စလိုက်ကြအောင်ဒါလေးကတော့ဟိုတနေ့ကကြံခဲ့တဲ့ဒီ badminton လေးပေါ့ okay ဒီလိုဆိုရင်ပထမအဆုံး scene မှာတွေ့ရမယ့်ဟာပေါ့ scene မှာဆိုရင်ဒီဘက်က tab လေးတွေရှိရယ်case mode လေးတွေရှိရယ်ဒါလေးတွေရှိရယ်ပေါ့လှည့်တာတွေပါရလှည့်တာတွေပြီးရတော့ဟိုတနေ့ကသိပြီးသွားပြီပေါ့နော်အဲ့တော့နောက်တစ်ခုဘာအလွယ်ကြည့်လို့ရမှာဆိုတော့ဒီ scene ရယ် hierarchy ရယ် inspector ရယ်သုံးခုပေါင်းပေါ့ scene ထဲကနေပြီးတော့တစ်ခုခုကို select လုပ်လိုက်တယ်ဆိုလို့ရှိရင်ဒီက hierarchy ထဲမှာလည်း select ဝင်သွားပြီးတော့ဒီဘက် inspector ထဲမှာဒီ game object နဲ့ဆိုင်တဲ့component တွေကိုတခါတည်းမြင်တွေ့ရတယ်ပေါ့လေ okay ဒါဆိုလို့ရှိရင်ဒီ scene ထဲဟာလေးကိုပြောမယ်နော်အဲ့တော့ဒီ shading mode ဆိုတဲ့ဟာရှိတယ် shading mode ဆိုတာကတော့ wireframe လို့ပါလို့ဆိုတာဒီ game object ဒီ object ရဲ့ဘယ်လို 3D object ရဲ့ mesh တွေကဘယ်လိုမျိုးတိစောက်ထားလဲဒါမှမဟုတ်လို့ရှိရင်နှစ်ခုသုံးခုထပ်နေရဆိုလို့ရှိရင်အဲ့နှစ်ခုသုံးခုကဘယ်လိုမျိုးရှိနေလဲဆိုတဲ့ဟာကိုကြည့်လို့ရတဲ့နေရာတွေပေါ့နော်shade နဲ့ wireframe ဆိုလို့ရှိရင်ဒီ mesh ရဲ့အနေထားကိုကြည့်တယ်နောက်ပိုင်းကြာလို့ရှိရင်တော့ဒီ global illumination ရဲ့အောက်က view ပုံစံတွေကအသုံးဝင်လာပါလိမ့်မယ်နော်ဒီ overdraw ကိုပါဆိုတာကလည်းဒီ backend လောက်တဲ့အခါမျိုးတွေမှာဒါမျိုးတွေနဲ့ကြည့်ပြီးတော့ဘယ်လောက်ထိ run စားနေတယ်လို့ဘာလို့ဒါမျိုးတွေနဲ့ကြည့်ပြီးတော့လေ့လာလို့ရတဲ့ဟာလေးတွေပေါ့ okay နောက်တစ်ပိုင်းကျတော့ 2D ကတော့ပထမဆုံးနေတွေကပြောပြပါတယ် 2D ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒါ 2D view လို့ဖြစ်သွားတယ်ပြီးတော့ဒီကကျတော့အလင်းထည့်လာမထည့်လာဒီကောင်က 3D ဖြစ်သွားတဲ့အချိန်မှာဒီ direction light ဆိုတာဟာ default အဖြစ်ပါလာတယ်ဒီ direction light ဆိုတော့ဒီအောင်နော်အဲ့ဒါ default အဖြစ်ပါလာတဲ့ခါကျလို့ရှိရင်ဒီအလင်းရောင်လင်းနေတာဖြစ်တယ်ဒီ game object ကဒီဘက်ပြီးမှဆိုအရေးလေးကြာနေတယ်ဘာလို့ကဒီအလင်းရောင်မှိတ်လိုက်တယ်ဆိုလို့ရှိရင်အားလုံး symmetric ကိုစီကနေပါလင်းထိုးလို့ပေါ့ global ambient light အနေနဲ့ပဲကြံခဲ့တာပေါ့နော်အဲ့လိုပုံမျိုးတွေ့ရလိမ့်မယ်ဒီတော့အခန်းထဲမှာဆိုလို့ရှိရင်တော့အားလုံးကမှောင်နေတယ်ပေါ့အလင်းမထိုးလိုက်တော့မှဒီဥစ္စာနည်းနည်းလေးပြန်ပြီးလင်းနေရမျိုးမြင်ရတယ်နောက်ဒီကတော့အတန်ပေါ့အတန်ပါတဲ့ဟာတွေဆိုလို့ရှိရင်ဒီနေရာမှာအတန်မြည်နေတော့ဘာလို့တခါတည်း scenes ထဲမှာနှားလှုံရတယ်ပုံမှန်ဆိုလို့ရှိရင်တော့ game view တွေရောက်တော့မှနှားလှုံရမယ်ပေါ့နော်ဒီကတော့ဒီ skybox တို့ဘာလို့လဲဆိုင်တဲ့ဟာမျိုးတွေ flare တွေဘာတွေကိုမြင်ရတဲ့ဟာတွေပြီးတော့ skybox ကိုဖျောက်လိုက်ရင်ဟိုဘက်က skybox တန်းပြောက်သွားတယ်ဆိုကောင်းကြီးပြောက်သွားတယ်ပေါ့နောက်တစ်ခုကတော့ gaze mode ဆိုတာ gaze mode ရဲ့ icon လေးရှိတယ်ဒီဟိုဟာလေးကိုမှတ်လိုက်တဲ့ select မှတ်လိုက်တဲ့အချိန်မှာကင်မရာလေးကို select မှတ်လိုက်တဲ့အချိန်မှာမြင်းညောင်းတွေတွေ့ရတယ်လို့ကင်မရာရဲ့ icon လေးကိုလည်းတွေ့ရတယ်အဲ့တော့ဒီဘက်ကကြည့်လိုက်မယ်ဆို 3D icon တို့ grid တို့ selection outline တို့စသဖြင့်ဒါမျိုးလေးရှိရပေါ့အဲ့တော့ 3D icon လေးကိုဖျောက်လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ site အသေးကြီးလုပ်လို့ရတဲ့ဟာပြောက်သွားတယ်ပေါ့အရန်ရှည်နေတယ်ဒီကအဲ့ဒီအဆင်ပြေပါတယ်ဆိုတော့ကျွန်တော်ကြီးပြလိုက်မယ်ဆိုရင်ဒါကြီးကကြီးလာတဲ့အချိန်မှာအနီးကပ်လိုက်လို့ရှိရင်ပြန်ပြီးတော့မှိန်သွားတယ်အဝေးမှာရှိနေမှမြင်ရတယ်ပေါ့အဲ့တော့သေးသွားရဆိုလို့ရှိရင်လည်းသေးသွားရဆိုတာဒီလောက်သေးသွားပျောက်သွားโอเคဒါလောက်ဆိုဒီလောက်သေးပါလေအဲ့တော့အနီးကပ်လိုက်မှမြင်ရတယ်ပေါ့ဆိုတော့ဒီလောက်အနီးကပ်တဲ့အချိန်မှာကြီးနေသေးတယ်ဆိုလို့ရှိရင်ထပ်သေးကိုစသည်ဖြင့်အဲ့လိုပုံမျိုးလေးတွေအတွက်သုံးတာပါနောက်တစ်ခုကဒီဘက်မှာမြင်ရတဲ့ icon ဆိုတဲ့ဟာနဲ့ gaze mode ဆိုတဲ့ဟာ icon ဆိုတဲ့ဟာဒီ camera icon လေးကိုနှိပ်လိုက်လို့ရှိရင် camera icon လေးရပဲပျောက်သွားပြီးတော့ဒီ gaze mode ဆိုတဲ့ line တွေကဆက်ပြီးတော့မြင်နေရတယ် camera icon လေးပေါ်လိုက်မှ camera icon လေးဆက်မြင်ရတယ်ဆိုတော့ဒီဟာတွေကဘယ်နေရာမှာကြာရင်ထူးထူးခြားခြားအသုံးဝင်မလဲဆိုတော့lighting ရဲ့ဒီ light prompt group ဆိုတဲ့ဟာမျိုးသုံးတဲ့အခါကျလို့ရှိရင်ဒီအဲ့ဒီ hierarchy gaze mode icon တွေကိုကင်ပြီးတော့အလုပ်လုပ်စရာရှိတယ်ပေါ့လေအဲ့တော့ဒါကနောက်တစ်ပိုင်းကဒီမှာမြင်နေရတဲ့ဒါလေးတွေပေါ့ y တို့ a ဆိုဟာလေးရှိတယ်အဲ့ဒါဘာလဲဆိုတော့နှိပ်ကြည့်လိုက်တာနဲ့သိပါတယ် z နှိပ်လိုက်တယ်ဆိုလို့ရှိရင် z view ကနေကြည့်တယ် h နှိပ်လိုက်ဆို h view ကနေကြည့်တယ် y နှိပ်လိုက်ဆို y view ကနေကြည့်တယ်အဲ့ဒီ view ပြကြည့်လိုက်လို့ရှိရင်ကျန်တဲ့ဟာပျောက်သွားတယ်ပုံမှန်တိုင်း order ပြန်နှိပ်လိုက်လို့ရှိရင်ဒီ view ကတစ်ဖက်လည်းပြန်ကြည့်လို့ရပြီနောက်တစ်ခုကဒီအောက်က perspective ဆိုတဲ့ဟာလေးဒီအလဲကအတုံးလေးကိုနှိပ်လို့ရှိရင်လည်းပြောင်းသွားတယ်ဒီတိုင်းနှိပ်လို့ရှိရင်လည်းပြောင်းသွားတယ်အဲ့တော့ game object တွေကအိမ်ထဲမှာဆိုလို့ရှိရင်ပေါ့လေခုံလေးတွေထားရပါလေးတွေထားဆိုတော့အိမ်တစ်ဖက် view ကနေကြည့်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီခုံလေးတွေကညီညာလေးဖြစ်စေခြင်းတွေပါလို့ဆိုလို့ရှိရင်ဒီ orthographic view ကနေပဲကြည့်ရတာ။ဘာကြောင့်လဲဆိုတော့ orthographic view က
အဝေးရောက်သွားလို့ရှင်လဲမသေးဝဘူးဒီတိုင်းပဲဥပမာဆိုလို့ရှင်ဒီအပြားရဲ့ဒီအောက်ကနေကြည့်လိုက်တယ်ပေါ့နော်ကြည့်လိုက်ခါကျရင်ဒီမြင်းချောင်းနဲ့ဒီမြင်းချောင်းတွေကပြိုင်နေလို့မြင်ရတယ်ဒါကorthographic view ပြောရရင်ဒီထဲမှာဆိုတော့ isometric view လို့ခေါ်တယ်ဒီလိုဆိုလို့ရှင်နှစ်ခုကတနေရာမှာသွားစုံတယ်ကျွန်တော်ငယ်ငယ်တော့သင်ရတဲ့ဓာတ်တိုင်တွေကဝေးလို့ရှင်သေးသွားရဆိုတဲ့ theory ပေါ့လေအဲ့ဒီ theory အဖြစ်ဒီလိုမျိုးမြင်းချောင်းနေဆိုလို့ရှင်လည်းတနေရာမှာသွားစုံတယ်ဒါ perspective view ရဆိုလို့ရှင်အဲ့ဒီသဘောပေါ့လေ okay ဒါဆိုလို့ရှင် hierarchy ဘက်ကိုသွားတာပေါ့ hierarchy ကအဓိကတော့ဒီထဲမှာရှိတဲ့ gain object တွေကိုသွားပြီးတော့ create လုပ်ဖို့အတွက် right click ခောက်လိုက်တယ်ဒီလွတ်နေတဲ့တနေရာမှာ right click ခောက်လိုက်တယ်ဆိုလို့ရှိရင်ဒီနေရာမှာ create empty စသဖြင့် create လုပ်လို့ရတယ်အဲ့မှာ 3D object ကိုမှ cube ဆိုပြီးတော့ create လုပ်လို့ရှိရင် cube တစ်ခုပေါ်လာတယ်ဒါဒီနေရာမှာ default create လုပ်ထားတဲ့အတွက်ကြောင့်ဒီ scenes ကအခုလက်ရှိ scenes ချထားတဲ့နေရာအလေကောင်တဲ့မှာသွားပြီးတော့ object ကပေါ်လာတယ်အဲ့တော့ဒီဟာရဲ့သူ့ရဲ့ transform location ကလည်း position ကလည်းဒီနေရာဖြစ်နေတယ်ဗောလေဒါသူ့ရဲ့အလေကောင်တဲ့မှာပေါ်လာတယ်ဗောကျွန်တော်ဒါလေးကို right click delete ဒါမှမဟုတ်လို့ရှိရင် keyboard ကနေပြီးတော့ delete map မှာဆိုလို့ရှိရင် command delete ပေါ့နော်နှိပ်လိုက်လို့ရပါတယ်အဲ့တော့ဒါကဒီကနေ create လုပ်ပုံလုပ်နည်းတနည်းနောက်တစ်ခုကဒီအပေါ်ကနေပြီးတော့လည်း create လုပ်လို့ရတယ်နောက်တစ်ခုကဒီ gain object ဆိုတဲ့နေရာကနေပြီးတော့လည်း create လုပ်လို့ရတယ်ဒီထဲမှာထူးခြားတာ empty ဆိုတဲ့ဟာ empty ဆိုတာကဒီမှာကြည့်လိုက်ဘာမှမမြင်ရဘူးဒါပေမဲ့သူ့မှာ position transform ဆိုတဲ့ဟာတစ်ခုရှိပြီးတော့ transform position rotation scale ဆိုတာဟာရှိတယ်အဲ့ဒါနဲ့တပြိုင်နက်တည်း scale တွေကိုဘယ်လောက်ချက်ခြုံ empty ဖြစ်တဲ့ကြောင့်ဘာမှမရှိဘူးဆိုတဲ့သဘောပေါ့လေအဲ့တော့ဒီ empty ကဘာတွေအတွက်သုံးလဲဆိုတော့တခြားဟာတွေ collect လုပ်ဖို့အတွက်အသုံးတယ်ပြီးကြလို့ရှိရင်တခုခုအဲ့ empty ပေါ့ empty ရှိပြီးတော့မှကျန်တဲ့ component တွေကိုဖြည်းဖြည်းချင်းစုပ်ဖို့အတွက်ဆိုလို့ရှိရင်အဲ့လို empty တွေသုံးကြရတယ်ပေါ့နော်အဲ့ဒီအတွက်အသုံးပြုကြတာပါ okay ဒီလိုဆိုလို့ရှိရင်နောက်တစ်ခုက child object ထားတဲ့ကိစ္စhierarchy ဆိုတဲ့အတိုင်းအထက်အဆင့်ဆင့်ဒါမှမဟုတ်အောက်အဆင့်ဆင့်ပေါ့နော်အဲ့လိုမျိုးဆင့်လို့ရတယ်ဆိုတဲ့ဟာဒီ gain object ကိုဒီလို select နှိပ်ထားတယ် right click ခောက်လိုက်တယ် cube တစ်ခုလုပ်လိုက်တယ်ဆိုလို့ရှိရင်သူ့ရဲ့ child object အနေနဲ့ cube ကဝင်လာတယ်ဒီမှာထူးခြားတဲ့တစ်ခုက gain object ကဒီ position မှာရှိနေတယ် cube ကဒီ position မှာရှိနေတယ်ဒီ position ကိုကျွန်တော်ရွှေ့လိုက်တယ် cube က000ပဲရှိနေတယ်အဲ့ဒီသဘောကဒီ cube ရဲ့ position transform position ဆိုတာကဒီ gain object နဲ့ဘယ်လောက်ကွာလဲဆိုတာကိုဖော်ပြထားတာအဲ့တော့ gain object ကိုမှတ်ထားတယ် cube ကိုမှတ်ထားတယ်ဒီ view ထဲမှာကြည့်လိုက်ပြီးရင်သိတာတယ်ဒီမြားလေးကမလှုပ်သွားဘူးအဲ့တော့ cube ကိုကျွန်တော်ဒီဘက်ကိုနည်းနည်းဆွဲလိုက်တယ် gain object ကိုကြည့်လိုက်တယ် gain object ကဒီနေရာမှာရှိနေတယ် cube ကဒီနေရာမှာရှိနေတယ်အဲ့ခါကျတော့မှ cube ရဲ့ position ကဒီဘက်ကိုရွေ့သွားတယ်ဆိုတဲ့သဘောအဲ့တော့ဒီ cube ရဲ့ location ဖြစ်တဲ့ဒီ position ကglobally ဆိုတာက locally ပေါ့နော်သူ့ရဲ့ရှိတဲ့ position မှာမူတည်ပြီးတော့ပဲဘယ်လောက်ကွာဝေးလဲဆိုတာကိုတိုင်းတာဒီ scenes တစ်ခုလုံးရဲ့ position ကိုတိုင်းတာမဟုတ်ဘူးဒါပေမဲ့ကုတ်တင်ထဲမှာရေးလို့ရှိရင်တော့ဒီ scenes တစ်ခုလုံးရဲ့ location ဘယ်နေရာမှာရှိတယ်ဆိုတဲ့ဟာကိုတော့တိုင်းတာပြီးတော့ထားလို့ရတယ် okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့နည်းနည်းလေးကစားကြည့်အောင်ဆိုတာကsite တွေလည်းခြုံတက်ချဲ့လို့ရတယ်ခြုံလို့ချဲ့လို့ရတယ် position ရဲ့နေရာထားတတ်တယ်ဆိုတော့ကျွန်တော်အများအားကစားနေကြတာတစ်ခုရှိတယ်ဗာလဲဆိုတော့ဒါကိုဒီကျွန်တော်ဒီ badminton ကိုဒီဘက်ကနေခဏလေးဖြောက်လိုက်မယ်အဲ့တော့ဒီရဲ့ reset position ပေါ့နော်ကျွန်တော်အများ reset ပြန်လုပ်ကြတယ် reset လုပ်လိုက်လို့ရှိရင်0000011ဖြစ်သွားလိမ့်မယ်အဲ့တော့ဒီအောင်တစ်ဖက်ကလေးခောက်လိုက်လို့ရှိရင်မြင်ရတယ်ဒီဘက်ကနေပြီးတော့မြားအောင်ဒီပေါ်တင်ထားချင်မှာ F key နှိပ်လို့ရှိရင်လည်းရတယ်ဆိုတာကဒီလို way ရောက်နေ F key တစ်ချက်နှိပ်လိုက်ရင်သူက focus ဖြစ်သွားတယ်ဒီဘက်မှာလာပြီး F key နှိပ်တယ်ဆိုရင်ကို select မှတ်ထားတဲ့ object ကပဲဟာလဲဆိုတော့မြင်ရတယ်တကယ်လို့အိမ်တစ်လုံးလုံးကို gain object တစ်ခုနဲ့စီထားတယ်ပြီးတော့မှအဲ့ဒီမှာ child object အနေနဲ့ရေချိုးခန်းရှိတယ်ပါရှိတယ်အများရှိတယ်ဆိုဒီ object ကို select မှတ်လိုက်ရုံနဲ့ဒီဘက်ထဲမှာ hierarchy ထဲမှာအများကြီးရှုပ်ပွားနေဆိုလို့ရှိရင်ဒီလို F တစ်ချက်နှိပ်လိုက်သူဟာဘယ်နေရာလဲဆိုတဲ့ဟာကိုပြနိုင်တာမျိုးပေါ့အဲ့တော့ spear တစ်ခုရှိတယ်အဲ့ spear ပြီးသွားရင် spear ကိုပဲ duplicate လုပ်လိုက်မယ် control D ဒါမှမဟုတ်လို့ရှိရင် right click duplicate လုပ်လိုက်လို့ရှိရင်နောက်ထပ် spear တစ်ခုရတယ်အဲ့ spear လေးကိုသူအပေါ်နေနဲ့ဆွဲတင်တယ်အပေါ်နေနဲ့ဆွဲတင်လိုက် y position အဖြစ်အပေါ်တက်သွားပြီးတော့မှ 0.5 ဒါကိုဒီလိုမလုပ်ချင်လို့ရှိရင်ဒီ tools လေးနဲ့ကင်ပြီးတော့အလဲကိုကင်ပြီးချုံလို့ချေလို့လည်းရတယ်နံပါတ်အတိအကျလို့ရင်လို့ရှိရင်တော့ဒီမှာသွားရေးပေါ့ okay ဒီလိုဆိုလို့ရှိရင်ဒါဟိုတစ်ခုရပြီပေါ့နော်အလုံးလေးနှလုံးစင်ထားတာပေါ့နော်ပြီးတော့ဒါက spear ပဲရှိသေးတယ်နောက်ပြီးတော့ကျွန်တော်တို့ capsule ဘာလို့ကောင်းမလဲဆိုတော့ cube နဲ့ပဲသွားလိုက်မယ် cube က၄000နော် okay reset ပေါ့နော် reset မှာကျွန်တော် cube ကိုအချောင်းလို့ဖြစ်လာအောင်ရှည်လာအောင်လုပ် QWE ကရှောင်းနိုင်နေဆိုတော့ကျွန်တော်ဒီလိုလုပ်လိုက်လို့ရှင်ဒါအချောင်းလေးချောင်းရပြီပြီးတော့မှဒီဘက်ကိုတိုးအချောင်းကမလှတော့ 0.1 လို့ပဲရှိလိုက်တော့အဲ့တော့ပြီးတော့ rotate လုပ်ပြီးတော့ဒါကျွန်တော် global နေရာမှာနော်
ဆိုတာကဒီလိုမျိုးလက်လေးထည့်လို့ရတယ်ဆိုတာမျိုးပြောတာပါလက်လေးတစ်ချောင်းထည့်control နဲ့ copy ကူပြီးတော့ဒါက 3D modeling သမားတွေတည်ရဆိုလို့ရှိရင်တော့ဒီဟာကြီးလောက်ရတာဒီမှာလောက်ရတာတော်တော်ခက်ခဲတာကိုတွေ့ရလိမ့်မယ်။နောက်လည်းဆိုတော့ edit mode တွေပါမပါလို့ပေါ့။ Okay ဒါဆိုရှင်ဒါနှင်းလူသားလေးတယောက်ရိုက်ပေါ့လေ။အဲ့တော့ဖြစ်စေချင်တာကတော့ဒီမှာရှိတဲ့ name လေးတွေကိုဥပမာ lower body စာရေးဒါမျိုးနာမည်ပေးတင်တယ် right click ခောက်ပြီးတော့rename ဆိုလည်းနှိပ်လို့ရတယ်လို့ F2 ခောက်ပြီးတော့လုပ်လို့ရတယ်။ဒီမှာပေါ်မှာဆိုလို့ရှိရင် enter ခောက်ပြီးတော့လုပ်လို့ရပါတယ်။Okay ကျွန်တော်တရားရုပ်အကုန်လုံးစုပြီးတော့ create empty ဆိုပြီးတော့ကျွန်တော်ဒီထဲအပြင်ရောက်နေအထက်ရောက်နေဒီလိုအပြင်ဆွဲထုတ်လိုက်လို့ရနော်ဆိုတော့ခုနလိုဒီလိုအထက်ရောက်နေအပြင်ဆွဲထုတ်လိုက်လို့ရအဲ့တော့empty တစ်ခု create လုပ်လဲ empty ရဲ့ position အားလုံး reset ချထည့်လိုက်တယ်ပြီးတော့ဒီလေးခုလုံး select မှတ်ပြီးတော့ shift နဲ့တွဲပြီး select မှတ်ပြီးတော့ဒီအောက်ထဲကိုထည့်လိုက်ရဆိုလို့ရှိရင်ဒါဒီကတစ်ခုလုံးက snowman ပေါ့လေဒီမှာရှိတဲ့နာမည်လေးကိုလည်း right hand တို့ left hand တို့နာမည်ပေးကြပေါ့okay အဲ့ဒါဟိုဘက်ဒီဘက်ရွှေ့လို့ရတဲ့ခါကျအကုန်လုံးပါလာပြီဒီဟာမျိုး hierarchy ရဲ့သဘောကဒီလိုမျိုးစုလို့ရတယ်ဆိုတာဟာမျိုးကိုပြောချင်တာပါအဲ့တော့နောက်တစ်ပိုင်းကinspector နဲ့ဆိုင်တဲ့အပိုင်း inspector နဲ့ဆိုင်တဲ့အပိုင်းမှာဘာရှိလဲဆိုတော့အဲ့ဒီ empty ဆိုတဲ့ဟာပေါ့အဲ့ဒီ empty ဆိုတာကကျွန်တော်တို့မမြင်ရအောင်ဆိုခုနပြောခဲ့တဲ့ဒီ empty ကကျွန်တော်ဒီနေရာမှာရှိနေတာကျွန်တော်မမြင်ရအောင်တွားလဲကင်လို့မရဘလို့ရှိနေတာမရှိနေတာမသိအဲ့တော့ဒီဟာကိုတွားပြီးတော့ကျွန်တော်တို့ကဒီနေရာမှာ maybe DANGR was dangerousအနေနဲ့တစ်ခုခုရှိတဲ့နေရာပါဆိုတော့ဒီနေရာလေးကိုအကောင်ရောက်သွားလို့ရှိရင်ပစ္စည်းတစ်ခုခုပြုတ်ကြမယ်ဆိုတာမျိုးလုပ်ထားမယ်အဲ့တော့ဒီနေရာလေးမှာပေါ့လေmaybe collider နဲ့စစ်တာမျိုးလည်းဖြစ်မယ်ပေါ့ထိတဲ့အချိန်ကအချိန်မျိုးနဲ့စစ်တာမျိုးလည်းဖြစ်ဒါပေမဲ့ sense ထဲမှာမမြင်ရအောင် sense ထဲမှာမမြင်ရတဲ့အခါကျတော့မြင်ရအောင်လုပ်ဖို့ဆိုလို့ရှိရင်ဒီဘက်မှာရှိတဲ့ဒီအတုံးလေးကိုနှိပ်ပြီးတော့ဒီမှာရှိတဲ့ဟာလေးနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာ select မလုပ်ထားလဲတွားပြီးတော့ကင်လို့ရတယ် select တွားလုပ်လို့ရတယ်ပေါ့နော် sense ထဲကနေပြီးတော့ select လုပ်လို့ရဆိုတော့အားသာချက်ရတယ်ပုံမျိုးရှိတယ်ဆိုတော့ဒါကဒီလို crystal အတုံးလေးအနေနဲ့လည်းမြင်လို့ရဒါကလည်း direct gizmo ရဲ့ site နဲ့သက်ဆိုင်မှုရှိတယ်အဲ့တော့ဒါတွေက gizmo ပဲပေါ့ပြီးတော့ဒီဘက်ဘေးမှာဆိုလို့ရှိရင်လည်း dangerous ကိုနာမည်ပဲပြောင်းလို့ရအစားဖြစ်ကြိုက်တာလုပ်လို့ရတယ်နာမည်ပြောင်းတာဒီမှာလည်းပြောင်းလို့ရဒီမှာလည်းပြောင်းလို့ရဆိုတဲ့သဘောပေါ့နော်ပြီးတော့ဒီအမှန်ချစ်လေးကတော့ set active ပေါ့ဒီဥစ္စာ active ဖြစ်လားမဖြစ်လား active မဖြစ်ရင်တော့မှောင်နေတယ် active ဖြစ်ရင်လင်းနေတယ်ကျွန်တော်ခုနက badminton ကိုဖျောက်လိုက်တယ်လို့မျိုးပဲsense ကနေဖျောက်လို့ရတယ်ကုတ်ထီကနေလည်းအဲ့ဒီဟာကို set active true false နဲ့ပြန်လုပ်လို့ရတယ်နောက်တစ်ခုကဒီဘက်မှာပါတဲ့ static များသောအားဖြင့်ဒီ static တွေက optimization အတွက်ရယ်ပြီးတော့ဒီဟိုပါဆို navigation အတွက်ရယ်ပေါ့နော်အဲ့လိုမျိုးအတွက်သုံးပြတာများတယ်တစ်ခုချင်းဒီတိုင်းပဲရှင်းပြရမယ်ဆိုရင် line map ကဒီအရေးထွက်တဲ့ဟာကို static အနေနဲ့ bake လုပ်လိုက်တာဆိုတာကအမြဲတမ်းအလင်းနေတဲ့ဟာကို calculate frame တိုင်းမှာ calculate လုပ်စရာမလိုတော့ဘဲနဲ့တခါတည်း calculate လုပ်လိုက်တဲ့သဘောမျိုးပေါ့နော်အဲ့လိုမျိုးငြိမ်နေတဲ့ဟာဆိုလို့ရှိရင်တစ်ချိန်ချင်းမှာ calculate လုပ်တယ်ဆိုတာဟာမျိုးနောက်တစ်ခုက orgalizer ဒီနှစ်ခုကဒီဟာနဲ့တွဲရပေါ့ဒီဟာနဲ့တွဲရဒီဟာကြတော့ပစ္စည်းတစ်ခုကနောက်ရှားပစ္စည်းတစ်ခုနဲ့ကွယ်သွားပြီဆိုတဲ့အခါကြလို့ရှိရင်ရှေ့ရဟာကိုပဲ render လုပ်တယ်နောက်ကဟာကို render မလုပ်ဆိုတော့နောက်ကဟာရှိနေဆိုတာလုံးဝတွက်ချက်စရာမလိုကင်မရာမှာမမြင်ရတဲ့အတွက်အဲ့လိုမျိုးဟာအတွက်ထားတာနောက်တစ်ခုကကျတော့ branching ဆိုတာကbranching ဆိုတာကဒီ CPU ကနေပြီးတော့ GPU ပေါ်ကိုဆွဲတင်တဲ့အခါကြလို့ရှိရင် draw call ဆိုတာရှိတယ်draw call ဆိုတာတွေနဲ့ပတ်သက်တာကျွန်တော် note တစ်ခုရေးထားတယ်အဲ့တော့ဒီ draw call တွေက material တွေတစ်ခုချင်းဆွဲတင်ရ material ဆွဲတင်ရဆိုတော့ဒီခေါင်းလေးဟာဆိုလို့ရှိရင်ခေါင်းလေးနဲ့ဆိုင်တဲ့ material ရှိရမယ်ဆိုတာ snow နဲ့တူတဲ့material တွေနဲ့ရှိတယ်အဲ့တော့ဒီ snow နဲ့တူတဲ့ material ကကိုလုံးမှာလည်းရှိတယ်လက်မှာလည်းရှိမယ်ဆိုလို့ရှိရင်သူက၄ခုရှိတဲ့အတွက်ကြောင့်၄ချိန်ဆွဲတင်ရတယ်အဲ့လိုမျိုးမဖြစ်အောင် branching static ပေါ့ဒီ object ကဆိုလို့ရှိရင်တစ်ချိန်ဆွဲတင်တာနဲ့အားလုံးပြီးသွားပြီဆိုပြီးတော့ static ပုံစံမျိုးသတ်မှတ်လို့ရတယ်အဲ့ဒါဆိုလို့ရှိရင်CPU ကနေပြီးတော့ GPU ကိုပို့တဲ့ message တွေနေသွားတဲ့အတွက်ကြောင့် file size ပို့ပြီးတော့ပေါ့သွားတယ်ပေါ့နော်graphic runner လောက်ရတာပို့ပြီးတော့တက်တာသွားတယ်နောက်တစ်ခုက navigation ဆိုတာကကြတော့ဒီလမ်းလျှောက်တဲ့အခါကျလို့ရှိရင်ဒီ A star search နဲ့တွက်ထားတာပေါ့ဒီနေရာကနေပြီးဟိုနေရာကိုသွားတယ်အဲ့ဒီသွားလို့ရတဲ့လမ်းကြောင်းကဒီလိုရှိရဆိုလို့ရှိရင် point တစ်ခုပေးလိုက်တာနဲ့တခါတည်းပြီးတော့ဒီလမ်းကြောင်းပေါ်မှာသွားလို့ရဆိုပြီးတော့သတ်မှတ်ပေးလိုက်တာနဲ့ဒီနေရာကနေဒီနေရာကိုသွားတယ်ပေါ့နော်ပြီးတော့ဒီ off match link ကကြတော့အဲ့နှစ်ခုကလမ်းကြောင်းကပြတ်နေတယ်ဆိုလို့ရှိရင်အဲ့နှစ်ခုကိုလည်းသွားလို့ရဆိုပြီးတော့သတ်မှတ်ပေးတာနောက် reflection prompts ကကြတော့ဒီအလင်းပြန်တာနဲ့ပတ်သက်ပြီးတော့အဲ့ဒီပစ္စည်းကဘယ်လိုအလင်းပြန်တတ်တယ်အဲ့ဒီခါကျရင်တခါတည်း bake လုပ်လိုက်ပြီးတော့ static အဖြစ်သတ်မှတ်လိုက်တာပေါ့နော်အဲ့လိုဟာတွေအတွက်သုံးတာရှုပ်သွားဆိုလို့ရှိရင်နောက်ပိုင်း component တွေပြောရင်းနဲ့တဖြည်းဖြည်းနဲ့သိလာပါလိမ့်မယ်နောက်တစ်ခုကကြတော့ဒီ tag တို့ပါလို့ရှိရအဲ့တော့ဒီ tag တို့ပါတော့ဘာလုပ်တာလဲဆိုတော့ဒီပစ္စည်းကကျွန်တော်တို့နာမည်ပေးထားတဲ့ upper body ဒါပေမဲ့
ဒီကောင်ကလည်း upper body ဒီကောင်က lower body ဒါပေမဲ့ဒီနှစ်ခုလုံးကျွန်တော် body ဆိုပြီးတော့ tag လုပ်လိုက်လို့ရတယ်အဲ့တော့အဲ့ဒီ tag တွေအကုန်လုံးကကျွန်တော်ကုတ်ထဲကနေပြန်ကင်လို့ရတယ်ဘယ်လိုမျိုးမှာအလွယ်အဆုံးပြောရင်ဘယ်လိုမျိုးမှာတုံးလဲဆိုတော့ respawn point ကျွန်တော် empty တွေကိုဒီလို empty တွေက respawn point 2 point ရှိတယ်game ထဲမှာဆိုလို့ရှိရင်ဒီတေွားလို့ရှိရင်ဒီ point မှာလည်းရှင်းနိုင်တယ်ဒီ point မှာလည်းရှင်းနိုင်တယ်ပေါ့နော်ဒီ down လေးမှာလည်းရှင်းနိုင်တယ်ဒီ down လေးမှာလည်းရှင်းနိုင်တယ်အဲ့တော့အဲ့နေရာ object နှစ်ခုထားလိုက်တယ်အဲ့နှစ်ခုလုံး respawn point လို့ခေါ်တယ်ကုတ်တင်ထဲကနေပြီးတော့တွားပြီးတော့မှတ်လိုက်တယ်ဒီနေရာကနေပြီးတော့ပြန်ပြီးတော့အသက်ရှင်လာမယ်respawn point ကနေပြန်ပြီးအသက်ရှင်လာမယ် respawn point နဲ့ဘာမှရှိတယ်ဆိုတော့ဒီမှာရှိတယ်အဲ့လိုပုံစံမျိုးနဲ့tag မှတ်လို့ရတယ်ပြီးတော့တခြား player tag တို့ enemy tag တို့ player နဲ့ enemy နဲ့အထိရဆိုဘာဖြစ်တယ်တို့အဲ့ဒီ collection ဖြစ်တဲ့အချိန်မှာလည်းသတ်မှတ်လို့ရပါတယ်နောက်တစ်ပိုင်းကတော့နောက်တစ်ခုကကျတော့ layer ပေါ့လေ layer ဆိုတာကဟာလေနော် okay layer ဆိုတာကဒီlayer ဆိုတာအများသောအားဖြင့်က2 ทีမှာ3နေရှိတယ်ပြီးတော့ layer နဲ့ direct ချိတ်ဆက်ပြီးတော့သုံးတာမျိုးကဘယ်လိုမျိုးလဲဆိုတော့ဒီ camera ထဲမှာပါတယ် camera ဘယ် layer ကိုပဲဖတ်မယ်ဘယ် layer ကိုမဖတ်အောင်ဆိုတာ invisible ဆိုတာက camera မမြင်ရလို့မမြင်ရတာQ-link ဆိုတဲ့နေရာနေပဲဆိုတာ water ကိုမမြင်ရချင်ဆို water ကိုဖျောက်လိုက်တယ်ပြီးတော့ UI ကိုမမြင်ရချင်ဆို UI ကိုဖျောက်လိုက်တယ်အဲ့လိုပုံစံမျိုးနဲ့လုပ်လို့ရတယ်အဲ့တော့သူနဲ့ဆိုင်တဲ့ဟာတစ်ခုချင်းစီကို layer တစ်ခုချင်းအဖြစ် group ဖွဲ့ပြီးတော့ပေးတာရေနဲ့ဆိုင်တာဆိုရေနဲ့ဆိုင်တာကိုဖြောက်တွေဆိုလို့ရှိရင်ကိုဖြောက်တွေပါကိုဖြောက်တွေကဆိုရင်တကယ်တမ်းရှိနေတယ်ဒါပေမဲ့မမြင်ရတာပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ်ဒါက layer နဲ့ဆိုင်တာဒါ camera ရဲ့ component လေးကိုအကြမ်းမြင်ပြောသွားတာပေါ့နော်နောက်ပိုင်းကျရင် component တွေအကျယ်ပြောတဲ့ခါကျရင်ပြောပြပါလိမ့်မယ် okay ဆိုလို့ရှိရင်နောက်တစ်ပိုင်းက game view နဲ့ဆိုင်တဲ့ဟာ game view မှာဒီပထမဆုံးမြင်ရတဲ့ display 1လို့ပါလို့ရှိတယ်အဲ့ဒီ display 1ဆိုတာကကျွန်တော်ဒီ display 1ကိုနှိပ်ထားတာဒီ camera ကဒီ display 1မဟုတ်လို့ display 1ကိုမြင်ရတာဆိုတာက camera မြင်ရတဲ့ view ကိုဒီမှာမြင်ရတာအဲကျွန်တော် display 2လို့ပြောင်းလိုက်လို့ရှိရင် display 2 no camera is rendering ကျွန်တော်ဒီ camera ကို duplicate လုပ်လိုက်ပါမယ် duplicate လုပ်လိုက်လို့ရှိရင် camera နှစ်ခုဖြစ်သွားတယ်နှစ်ခုဖြစ်သွားပြီးတော့target display ကိုကျွန်တော်2လို့ထားလိုက်လို့ရှိရင်ဒီ2ကမြင်ရတဲ့ဟာ camera ကိုဒီဘက်ကိုရွှေ့လိုက်မယ် camera display 2ပြထားတဲ့ camera ကိုဒီဘက်ကိုရွှေ့လိုက်မယ်ရတော့1ပေါ့နော်အဲ့တော့ကျွန်တော် display 2 display 1ဖြစ်သွားတယ်ဆိုလို့ရှိရင်ဒီ camera မြင်ရတဲ့ဟာ display 2ဖြစ်သွားတယ်ဆိုလို့ရှိရင်ဒီ camera ဒီဘက်အောက်က camera မြင်ရတဲ့ဟာပေါ့နော်အဲ့ဒါရှိတယ်နောက်တစ်ခုကကျတော့ free aspect ဆိုတဲ့ဟာအဲ့တော့ဒီမှာ free aspect မှာ aspect ပုံစံ2မျိုးရှိတယ်တစ်ခုက ratio နဲ့တစ်ခုက pixel base နဲ့ဒီမှာဆိုရင်ဒါကဒီဟာလေးတွေကလောက်မြင်ရကျွန်တော်တကယ်လို့ mobile အတွက်လောက်လိုက်တယ်ဒီမှာ base setting ပေါ့ကျွန်တော်ပထမဆုံးနေ့ကပြောထားတဲ့ base setting နဲ့မှာ mobile အတွက်ဆိုပြီးတော့ switch platform လောက်လိုက်လို့ရှိရင်အဲ့ဒီဒီဟာလေးကလည်းပြောင်းသွားတယ်ဆိုတာခုနဟိုခုနကင်မရာနဲ့ပတ်သက်တာပြောက်သွားပြီးတော့ဒီလိုမျိုးပဲကြံတော့တယ်ဒီလိုမျိုးပဲကြံတော့ဆိုတာကဒီထဲမှာရှိတဲ့ pixel အကုန်လုံးကအားလုံးက pixel base 420 380ဆိုဘယ်လိုဖြစ်တယ်စမ်းကြည့်လို့ရပါတယ်ဒါမျိုးစမ်းကြည့်လို့ရပါတယ်ဆိုတော့ဘောင်လေးကြီးကျင်းသွားတယ်ကျယ်သွားတယ်ပေါ့နော် size တွေကလည်းဒီဟာပေါ်မူတည်ပြီးတော့ scale ကလည်းဒါ 0.06 နဲ့အမြောက်ထားတာမျိုးမြင်ရတယ်ပေါ့ okay အဲ့တော့ကျွန်တော်ဟိုပဲပြန်ထားလိုက်ပါမယ်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ဒီထဲမှာဖြစ်တင်တာပေါ့နော် 16.9 နဲ့ 16.10 နဲ့ mobile အတွက်ဦးစားပေးမယ်ဆိုလို့ရှိရင် 16.9 နဲ့ 16.10 နဲ့အဆင်ပြေတယ်ဒီ monitor အတွက်ဆိုလို့ရှိရင်လည်း 16.9 ကိုပါတော့အဆင်ပြေတယ်ဟို tablet တွေအတွက်ဆိုလို့ရှိရင်tablet ဆိုတာက Apple tablet တွေအတွက်ဆိုလို့ရှိရင် 4.4:3 လို့ပါတော့အဆင်ပြေလိမ့်မယ်iPad တို့ပါတော့ပြောရမှာအဲ့တော့ဖုန်းတော်တော်များများ 16.9 tablet တော်တော်များများ 16.10 အဲ့တော့ထပ်ပြီးတော့ create လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီကနေပြီးတော့ကိုကြိုက်တဲ့ ratio ပေါ့လေဒီမှာရေးထားအမြောက်လေးဖြစ်နေရဆိုလို့ရှိရင်ဒါ pixel ကိုပြောတာresolution မှာ aspect ratio ဆိုလို့ရှိရင်ကိုယ့် aspect ratio ပြောတာအဲ့တော့ကျွန်တော်အလျားကို16လောက်လိုချင်ပြီးတော့21လောက်လိုချင်ပြီးတော့အနံကိုကျွန်တော်9လောက်လိုချင်တယ်ပေါ့တချို့ monitor အဲ့လိုမျိုး monitor လည်းရှိရဆိုတော့ဒါ 21:9 ပေါ့လေအဲ့တော့ဘယ်လောက်ချဲကျင်းသူ့ရဲ့ဘောင်တွေကပျောက်သွားပြီးတော့ဒီလိုမျိုးတွေ့ရလိမ့်မယ်ဒါထပ်ပြီးတော့ကြီးသွားဆိုလို့ရှိရင်အပေါ်ပိုင်းအောက်ပိုင်းတွေပြတ်သွားတာတွေ့ရလိမ့်မယ် okayဒီအနေနဲ့ဆိုင်တာဒါပေါ့ဒီမှာ scale ဆိုလို့ရှိရင်ခြုံကြည့်ချက်ကြည့်လို့ရတယ်ပြီးတော့ maximize on play ဆိုတာဒီ play action နှိပ်လိုက်တဲ့အချိန်ကြလို့ရှိရင်ဒီအကြီးကိုအကြီးချိန်ပြီးတော့ပြတာဆိုတော့ကျွန်တော်တို့ play test လုပ်ကြည့်ရခါကျအကြီးမြင်ရတာမျိုးတွေနောက်တစ်ခုက mute audio ဆိုတဲ့ဟာမျိုး mute audio ဆိုတာအတန်းလေးပါပိတ်တာမျိုးတွေနောက်တစ်ခုကဒီ status ဆိုတဲ့ဟာ status ကကျွန်တော်ပြောတဲ့ဒီ draw call ဆိုတာတော့ဒီမှာတော့ set pass call လို့ရေးထားတယ်အရင်တော့ဒီနေရာ draw call ပေါ့နော် draw call တို့ branching တို့အဲ့ဒါမျိုးတွေနဲ့ကြည့်ပြီးတော့ဒီဟာဘယ်လောက် fps နဲ့တက်နေလဲပေါ့ဆိုတော့အစမ်း runner လုပ်လိုက်လို့ရှိရင်ဒါ fps 90ဝန်းကျင်80ဝန်းကျင်ဒါ Unity ကတတ်မှတ်လုပ်ပေးထားတဲ့ဒီဝန်းကျင်ပေါ့တကယ်နောက်မှာထပ်ပြီးတော့ performance အပြည့်နဲ့ runner ထပ်လုပ်နိုင်ပါသေးတယ်အဲ့တော့ဒီနားဟာလေးကိုနှိပ်ပြီးလဲကျွန်တော်တို့ maximize ဆိုအကျယ်ချက်ကြည့်လို့ရပါတယ် game စားနေချင်း
အဲ့တော့သူရဲ့ screen size ကနေပြီးတော့1200တော့690တော့အဲ့လိုမျိုးကိုလည်းတွေ့ရပါလိမ့်မယ် okay နောက်တစ်ခုကတော့ case mode တွေကိုဒီမှာမြင်ရအောင်လုပ်လို့ရတယ်မမြင်ရအောင်လုပ်လို့ရတယ်စသဖြင့်အဲ့ဒီမှာလည်းခုနအပေါ်က game view ကလို့ပဲကျွန်တော် play ကိုခဏပိတ်လိုက်နော် game view ကလို့ပဲကျွန်တော်ဒီအမြင်ရသလိုပဲဒီဘက်မှာမြားလေးနေလေအကုန်လုံးမြင်ရအောင်လုပ်လို့ရပါတယ်နောက်ဆုံးတစ်ခုကတော့ project ပေါ့နော် project မှာကဒီဆိုင်ရာတွေပေါ်မူတည်ပြီးတော့အယောင်လေးတွေစသဖြင့်ကွဲပြားခြားနားမှုရှိပါတယ်ပုံလေးတွေကွဲပြားခြားနားမှုရှိပါတယ်အဲ့တော့ဒီပုံလေးတွေဗာလေးညာလေးပေါ့အဲ့ဒီမှာတခါတည်းဒီမှာ type တွေနဲ့တခါတည်း search လုပ်လို့ရတယ် tag တွေနဲ့လည်း search လုပ်လို့ရတယ်ဒီမှာကတော့ကျွန်တော်ရှေ့မှာတခါပြောရတာတော့ဒီ2 column ကိစ္စပါ2 column ကဒီလို column နှစ်ခုအနေနဲ့မြင်ရပြီးတော့ဒီဘက် column မှာဒါမျိုးတွေပုံလေးတွေလည်းမြင်ရတယ်အဲ့တော့တချို့ကဒါမျိုးလေးတွေကြိုက်တယ်ဆိုတာဒီလိုသေးလို့ရတယ်ကြီးလို့ရတယ်list အနေနဲ့လည်းကြီးလို့ရတယ်ပြီးတော့ဒီဘက်က list ရဲ့ဟာလေးကိုဒီဘက်ထဲမှာပြန်မြင်ရအဲ့ဒါမျိုးလေးပေါ့လေအဲ့ဒါမျိုးလေးကိုလည်းကြိုက်ကြပါတယ် okay အဲ့ဆိုရင်ကျွန်တော်ဒီနေ့ပြောချင်တာတော့ဒီလောက်ပါပဲကျွန်တော်ဒီ interface ကြီးတစ်ခုလုံးသုံးတက်သွားပြီးတော့ယူဆပါတယ်အဲ့တော့ကိုစိတ်ကူးပေါက်တယ်လို့ပေါ့နော်ဒီအလုံးတွေ၄တောင်နေနဲ့ဆွဲလို့ရတယ်လေဆွဲပြီးတော့ကစားကြည့်ပါနောက်တစ်ပတ်ကြာလို့ရှိရင်ကျွန်တော် row up ပေါ်စပြီးတော့ဘာသာပြန်ပြီးတော့ comment နဲ့ရေးပြပါမယ်အားလုံးကျေးဇူးတင်ပါတယ်